Hello မင်္ဂလာပါရှင်ဒီနေ့တော့ကီတိုမန်လေးတိုင်းအောင်သွားကြမယ်နော်အဘူဒါဘီစီတီက waterfront မှာရှိတဲ့မန်လေးတိုင်းကိုသွားနေတာဖြစ်ပါတယ်သူမှာကအထောင်နေပြီးလို့ရှိရင်ရှမ်းစားစာတွေမာလာရှန်ကောတို့ပင်လယ်စာပန်းတို့အဲ့လိုမျိုးပေါ့နော်စားစာတွေလည်းရပါတယ်မန်လေးတိုင်းကိုအကြိုက်ဆုံးနေတဲ့တစ်ချက်ကသူ့ရဲ့ location ပေါ့နော်သူ့ရဲ့နေရာလေးကစားတောက်ပြရနဲ့အပြင်ထွက်ပြီးတော့လမ်းလျှောက်လို့ကောင်းတဲ့ view လာတဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူကတပုံလာလေးလည်းရိုက်လို့ရတဲ့နေရာလေးမှာရှိနေတာဖြစ်တယ်ဒါကတော့အမြန်ပြလိုက်မှာပေါ့နော်ဒါသူရဲ့မီနူသူကမီနူမှာအသစ်ထပ်တိုးထားရလဲရှိတယ်လို့အရင်မီနူကိုပဲ update လုပ်ထားရလဲရှိတယ်အစားတောက်တွေကတော့အရင်ထပ်ပိုကောင်းလာတယ်ပေါ့နော်အဲ့ဒါတခုကတော့တကယ်ကိုလက်ခံတယ်အရင်ပိုကောင်းလာတယ်ပြီးလို့ရှိရင်ပိုရှင်းလဲပိုများလာတယ်မန္တလေးထိုင်ကိုဒီဘယ်နှခေါက်ရောက်မယူဘူးဆိုတာလေဒီတစ်ခေါက်ဒါစားပြီးရင်နောက်တစ်ခေါက်ဟိုကစားမယ်အဲ့လိုမျိုးမတူတဲ့မညိုလေးစားချင်တာပေါ့နော်ဒါပေမဲ့လည်းရောက်သွားလိုက်တိုင်းမှာတကယ်ကိုရှမ်းခေါက်ဆွဲမစားရမနေနိုင်ဆိုတော့လူဆိုတော့ရှမ်းခေါက်ဆွဲတော့အမြဲမှာဖြစ်တယ်ပြီးလို့ရှိရင်ဘွားကြတော့သူကမော်ဟင်ငါတေးဆိုမော်ဟင်ငါအရင်ချတာပေါ့နော်။မှန်တကယ်တော့မော်ဟင်ငါဆိုတာမြန်မာလူမျိုးတွေတော်တော်ဒါက main food ပဲဒါပေမဲ့အမြဲမော်ဟင်ငါအရင်ဆုံးရလေးရှိရဆိုတော့သူကအခု starter အနေနဲ့အမြဲစားရမော်ဟင်ငါပါနော်။ပြီးတော့တကယ်ချင်းတွေကကြတော့တိုဖူနွေးကိုကတော့အမြဲရှမ်းခေါက်ဆွဲသမားဆိုတော့ရှမ်းခေါက်ဆွဲမှာစားတယ်။အဲ့ဒီမှာအကြိုက်ဆုံးကတော့ဟီပေါ့နော်ဟီကအရင်တောင်လို့ကောင်းတယ်ပြီးတော့နန်ကြီးတုတ်လည်းတော်စားကောင်းသူတို့တွေ့ရတော့မှခောက်ဆွဲနေပြောနေရပါတော့ကိုရီးယားတော့အစားသမားဆိုတော့ရိုးတဲ့အစင်ကိုမရောက်ပဲနဲ့တယောက်နဲ့တယောက်လူစားနေရတဲ့စကားမပြောဖြစ်ပါဘူးရှင်ဒီမှာအကြိုက်ဆုံးကအထောင်ဖြစ်ပါတယ်ပြီးတော့ဒီမှာလက်ဖက်လေးစားပစ်ခဲ့တယ်အလားတူပြန်တာပါနော်ဒီဟာလေးကကြတော့မန္တလေးထိုင်းရဲ့အရှိတဲမှာရှိတဲ့ Turkish ဆိုင်လေးပေါ့နော်သူပုံမှန်တော့မန္တလေးထိုင်းမှာပဲအချို့ပွဲစားဖြစ်တာဒါပေမဲ့နည်းနည်းဆောင်လည်းဖြစ်တယ်ထိုင်လို့ကောင်းမဲ့အချိန်ရာသီဥတုကလည်းအရန်ကောင်းနေတော့အဲ့ဒီဆိုင်လေးမှာတရက်လောက်ထိုင်ကြည့်ရပါတော့သူ့မှာကဒီလိုပန်ကိတ်တို့အလိုဒီစားနဲ့ပတ်သက်တဲ့ဟာတွေရတဲ့ coffee တွေပြီးလို့ရှိရင် Turkish နဲ့ပတ်သက်တဲ့ food တွေရတယ်ပြီးလို့ရှိရှာလေးရတယ်ပေါ့နော်ညလောက်ထိထိုင်ပြသွားတာတော်တော်ထိုင်လို့ကောင်းတဲ့နေရာလေးဖြစ်လို့ပေါ့နော်ဈေးလည်းတက်တာတယ်ခုတော့နောက်တနေရာကိုသွားတာပေါ့နော်ဒါတော့တခါတလေလာနေကြဘာလေးပေါ့နော်ဘာလို့လဲဆိုတော့ဟိုတယ်လေးကဒီတွက်ကကြတော့ discount လည်းရှိရနေရဆိုတော့ပြီးတော့ AC chill လို့ကောင်းမဲ့နေရာလေးဖြစ်တဲ့ကြောင့်မလို့ထည့်ရောက်လာပါတော့သူ့မှာ promotion တွေကအများကြီးပဲဒါပေမဲ့အဲ့ promotion တွေကိုကယူစီရမလို့ကို discount ရှိပြီးသားဆိုတော့ easy ပဲရှာဒီဥရန်ကောင်းတဲ့အတွက်ကြောင့်မလို့အောက်တော့မှာပဲထိုင်ပြီးခဲ့ရပါတော့ဒီကောက်လာမယ်ဆိုရင်တခုလောက်အလိုမျိုးကြံပေးချင်တာကတော့ cocktail တွေပြီးတော့မ try မှာ ਨੇ ဒီဘာမှ cocktail လုံးဝမကောင်းပါဘူး cocktail ရန်ကောင်းတာလေးတောက်ချင်း Bridges Bar ကိုတွားပါရှင်အပြင်ဘက်မှာ drink ရတာလေးကြာတော့ drink ဘက်ကိုပြန်ပြောင်းလာတယ် drink ဘက်မှာလည်းပူးဆော်လို့ရမယ် smoking area လည်းရှိရဆိုတော့အဆင်ပြေပါတယ်ဒါက push တစ်ခါဆိုလို့ရှိရင်7 dirham ပေးရပါတယ်ရှင်ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်